အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာစိုက်ကောင်းဟန်းပါဒလိဆန်စိတ်ကူးဆရာဝန်ပါကျွန်တော်ဒီဗီဒီယိုထဲမှာ comment လေးတစ်ခုနှစ်ခုကိုကျွန်တော်ပြန်ဖြည့်ပေးသွားချင်ပါတယ်ပထမ comment ကကျွန်တော်မိတ်ဆွေတယောက်ဗာမေးထားလဲဆိုရင်ဘယ်လစပြီးစကွဲဖွဲတွေကိုကျွေးလို့ရလဲဆိုတာမေးထားရှိပါတယ်နောက်တစ်ဆက်ထဲမှာပဲပေါ့နော်အစာနဲ့ပတ်သက်ရင်မှဝက်ကလေးက3လတာလောက်ရှိပြီပေါ့နော်အစာကျွေးရအစာစကျွေးရပေါ့နော်ပြန်အန်တယ်ဆိုရင်မှမေးထားရှိပါတယ်အဲ့ဒီ comment တစ်ခုကိုကျွန်တော်ပြန်ဖြည့်ပေးသွားမှာဖြစ်ပါတယ်။ရုံးဆုံးကျွန်တော်ပြောလိုတာကကျွန်တော်တို့ဒီဝက်ငယ်လေးတွေကိုကျွန်တော်တို့ဘယ်ချိန်မှာအစာစကျွေးရမလဲဆိုတာပေါ့နော်။အဓိကကတော့နှုတ်မခွဲခင်ကလေးကကျွန်တော်တို့စကျွေးရမှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲဒီလိုမျိုးနှုတ်မခွဲခင်မှာကျွန်တော်တို့ဒီအစာကိုစကျွေးလိုက်ပြီဆိုတာနဲ့တဖြည်းဖြည်းတို့ကအတက်ရတယ်များကျွန်တော်တို့ဒီစားခြင်းကရလာပြီခန္ဓာကိုယ်ရဲ့ဒီအစာခြေဖြတ်တဲ့စနစ်ကလည်းကောင်းကောင်းအလုံးလုံးလာပြီဆိုတဲ့အတွက်ခုနကနောက်ဆက်တွဲအစာပြန်အန်ထွက်တာတို့စာရကောင်းမစားတာဝိတ်တွေကျသွားတာလိုချင်တဲ့ဝိတ်တန်းတွေမရတာမဖြစ်တော့ဘူးပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့နှုတ်မခွဲခင်အစာကိုစကျွေးရမှာဖြစ်ပါတယ်ဒီလိုမျိုးနှုတ်မခွဲခင်ဘယ်နည်းကနေစမှအစာကျွေးရမလဲကျွန်တော်တို့ဘယ်လိုမျိုးရောဆိုင်မှတရက်ကိုဘယ်လောက်ကျွေးရမလဲအစာကျွေးပုံကျွေးနည်းပေါ့နော်ဝက်ငယ်လေးအတွက်ဘယ်လိုအစာကျွေးရမလဲကျွန်တော်ဝက်စာတွေကိုဆက်တဲ့ချိန်မှာကျွန်တော်တို့အသားတက်ပါဝင်မှုနှုံးပေါ့နော် crude protein လို့ခေါ်တယ်ကျွန်တော်တို့ CP လို့ခေါ်ရပေါ့နော်အတူပါအဲ့ဒီ crude protein တွေကကျွန်တော်တို့အသက်အရွယ်လိုက်ပေါ့နော်လိုချင်တဲ့ခန္ဓာကိုယ်ရဲ့အလေးချိန်ရအောင်ကျွန်တော်တို့ပြောင်းလဲမှဆက်ပေးရတာဖြစ်ပါတယ်ငယ်တော့မှကျွန်တော်တို့ crude protein တွေပိုပါမယ်တက်ကြီးလာတဲ့များရော့ပါမယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီအစာကျွေးတဲ့ချိန်မှာနှုတ်တိုက်နေတဲ့ဝက်ငယ်ပေါ့နော်နှုတ်တောက်နေတဲ့ဝက်ငယ်မှာဆိုရင်ကျွန်တော်တို့ဒီအစာခြေဖြစ်ရလွယ်အောင်ကျွန်တော်တို့ဒီအစာမှုန့်ရဲ့ site တွေအစားကျွန်တော်တို့တေးနိုင်တယ်များတေးရမယ်အတိအကျတွေကိုဘယ်လောက် site တွေရှိရမလဲဆိုတာတွေခုနပြောတဲ့အသားတက်ဘယ်လောက်ရောစိတ်မှာကျွေးရမလဲဆိုတာတွေပြီးရင်ဘယ်အသက်အရွယ်မှာတိကျပေါ့နော်ခုနကကျွန်တော်ပြောတဲ့အကျမ်းပြင်နှုတ်မခွဲခံတဲ့ကကျွန်တော်တို့စိုင်းမှာကျွေးရမယ်ဒါပေမဲ့တရက်ပြီးတရက်သူကျွေးရမယ်နော်လုပ်ငန်းစဉ်လို့ခေါ်မှာပေါ့နော်နေ့စဉ်ဘလို့ရောဆက်ကျွေးရမလဲဘလောက်ရာခိုင်နှုန်းကျွေးမှာလဲဒီဟာတွေကကျွန်တော်တို့နေ့နဲ့မြပြောင်းလဲနေတာဖြစ်တော့ကျွန်တော်ဒီဟာတွေအသေးစိတ်ကိုကျွန်တော်ရဲ့ဝက်မွေးမြည်တင်တန်းမှာကျွန်တော်တင်ပေးပါတယ်အဲကြောင့်မို့ကျွန်တော်ဝက်မွေးမြည်တင်တန်းကိုဆက်တွဲခြင်းနဲ့မေးမြန်းခြင်းနဲ့စီရင်ပေးတက်ရောက်ခြင်းနဲ့ဆိုရင်အခုကျွန်တော်ပေးထားတဲ့ Facebook page ကနေလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်တချို့မိတ်ဆွေများကကျွန်တော်တို့ဒီ Facebook သုံးလို့မရဘူး Telegram ပေးပါဆိုလို့ကျွန်တော် Telegram account လည်းကျွန်တော်ထည့်ပေးထားပါတယ်ပြီးရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ရတယ်ဆို subscribe လုပ်ပေးတော့ပါကျွန်တော်ဗီဒီယိုတွေကိုအားလုံး YouTube channel မှာသူ့ရဲ့ playlist လိုက်ပေါ့နော်အခုကျွန်တော် web ဆိုရင် web ကြောင်း join တော့ဆို join တော့အကြောင်းကျက်ဝက်ဆိုကျက်ဝက်အကြောင်းစသဖြင့်ပေါ့နော်ခွဲမှာကျွန်တော်တို့တင်ပေးထားဖြစ်တော့ကြောင်းမလို့မိတ်ဆွေတို့ဒီအလွယ်တကူရှာဖွေမှာကြည့်ရှုနိုင်ပါတယ်နောက်ထပ်တင်တဲ့ဗီဒီယိုတွေကိုလည်းအစ်တက်လာတဲ့အမြာမိတ်ဆွေတို့စီမှာ notification ခေါင်းလောင်းမိလာအောင်ကျွန်တော် channel ကို subscribe လုပ်ပေးထားပါပေါ့နော်ကျွန်တော်ကိုမေးလို့တဲ့မိခွန်းတွေရှိရဆိုရင်ကျွန်တော်တင်ထားတဲ့ YouTube channel အဗီဒီယိုတစ်ခုရဲ့အောက်မှာ comment ရေးတိုင်းမေးမြန်းထားလို့ရပါတယ်ကျွန်တော်အခုဒီ comment တွေကိုဒီလိုချိန်ရရင်ဖြည့်ပေးနေရဖြစ်တယ်ပြီးရင်တခြားမေးထားတဲ့ comment တွေကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုထဲမှာစုပြီးမှအခုလိုမျိုးပေါ့နော် comment တွေကိုcomment တွေထဲမှာဖြည့်တာထက်မိတ်ဆွေအားလုံးလည်းနောက်ထပ်သိသွားရအောင်ဆိုပြီးမှကျွန်တော်ဒီဗီဒီယိုလုပ်ပြီးတော့ video reply ပြန်ပေးရပေါ့နော်အဲ့လိုမျိုးပြန်ပေးတဲ့ချိန်မှာကိုယ့်ရဲ့ comment တွေဖြည့်ပြီးသွားပြီလားဘယ်ထဲမှာရှိလဲဆိုတာတွေအဆက်မပြတ်သိနေရအောင်ကျွန်တော်ရဲ့ဒီ TikTok channel ကိုလည်း subscribe လုပ်ပေးထားပါအပေါင်းလေးနှိပ်ပေးထားပါတဲလေးပေးထားပါပေါ့နော်အဲဆိုရင်ကျွန်တော်ဗီဒီယိုတက်တင်လိုက်မယ်ဆိုလို့စီမှာပေါ်လာမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဆိုရင်လည်းကျွန်တော်ရဲ့ profile ပုံထဲမှာဝင်ကြည့်မှမိတ်ဆွေတို့ဒါကိုမေးထားတဲ့မေးခွန်းတွေဖြေထားလားဖြေလားဆိုတော့မိတ်ဗီဒီယိုလေးကိုပြန်ရှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအခုလိုမေးမြန်းဆွေးနွေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်